ထိုင်းနိုင်ငံအမတီကတ်တွေရလေအဲ့လိုမျိုးနော်တနေရာနဲ့တနေရာသွားလို့ရှင်ကတ်ကတစ်ခါဝယ်ရတယ်နော်ဒီမှာကတ်ကိုပြန်နေရမယ်ပေါ့နော်ပြီးလို့ရှင်ဒါအဝင်ပေါ့နော်အဝင်ပြီးလို့ရှင်ဒါကိုကျတဲ့နေရာကိုသွားကျမတို့ဘန်ကောက်တင်ကနေတော့မောင်းလာဆိုလေဒီအိမ်မှာကတ်ထည့်ထားရတယ်ဒီလားဒါထွက်တဲ့ခါကျတော့ရှင်လေအဝင်မှာကတ်နေတယ်အထွက်မှာကျတော့ကတ်ကိုအထဲမှာပြန်ထည့်ရတယ်ဒါကျတော့ဒါအလုံးလေးပေါ့တခြားကတ်မတူပေါ့နော်တမန်ကတ်မတူဒါကျတော့အလုံးလေးဒါတိတ်မဝေးတဲ့ဟာဆိုတော့အလုံးလေးနဲ့တွားရတာပေါ့နော်အဲ့လိုမျိုးပေါ့ဒါလေးထားစီးနေပါပြီနော်ပြီးလို့ရှိရင်အထွက်မှာပေါ့နော်အထွက်မှာကျအလုံးလေးပဲရှေ့မှာကတ်လိုမျိုးကတ်ကိုထည့်တယ်လို့မျိုးပဲဒီအလုံးလေးကိုဟိုအပေါက်လေးထဲမှာထည့်ထားမှာအဲ့လိုမျိုးနော်ကတ်တွေကအလုံးရှိမယ်ပြီးလို့ရှိရင်ကတ်ပြားလေးလည်းရှိမယ်ပေါ့နော်ဆိုတော့သူတို့နိုင်ငံမှာတော့ထူးဆန်းပဲပေါ့နော်စစားရောက်တဲ့သူတွေအတွက်ဆိုတော့ထူးဆန်းမှာပေါ့နော်ကိုရီစစားရတော့လည်းအဲ့လိုမျိုးပဲပြင်ဒါကျတော့ဒီနေပဲတွားလို့ရှင်တယ်လို့မျိုးတွားစာရည်လေးနဲ့ပေါ့နော်ရှီယာဟာကတ်နဲ့မတူဘူးအမားကျော်ဒီနေဘက်ကိုလာတာမလို့လေဒီမှာကတ်လေးနဲ့နော်စာရည်တွေတရားစကတီကတွားတော့သူတက်လို့ပြီးထားတယ်ကိုဘာသာတက်လို့လည်းရတယ်ပေါ့နော်သူတေးပြီးတော့ဒီကတ်ကိုပြန်ပြီးလို့ရှင်ကိုအထွက်ကြလို့ရှင်အဲ့လိုမျိုးပေါ့နော်ဆိုတော့ထိုင်းမှာအဲ့လိုမျိုးပေါ့နော်သူတို့ရဲ့အမာဒီကတ်တွေအဲ့လိုမျိုးရှိတယ်ပေါ့နော်ဆိုတော့ထိုင်းမှာအဆောင်မှာလာနေရှင်တို့တွေဆိုရှင်အဆောင်မှာလာနေလို့ရပါတယ်လာကြိုပေးပေါ့နော်ဒါတော့အမတီကပ်ပေါ့နော်ဒါအထဲဗာပြပေးရပါအနီးကပ်လေးပြပေးထားတာပါနော်ဒီအကပ်ကိုနော်ဆိုတော့လာနေတဲ့သူတွေဆိုရှင်အဆောင်မှာလာနေလို့ရတယ်လာကြိုပေးပေါ့နော်ဒါတော့ဒီမှာတက်လို့ရတာပေါ့တက်လို့ပြီးလို့ရှင်အစိမ်းရောင်လေးပေါ်လာပြီဆိုရှင်အထဲဝင်ပေါ့နော်ထွက်လာလို့ရှင်လည်းအထဲကိုထိုးထည့်ထားရုံပဲပြီးလို့ရှင်တာပြီးသွားပြီเนาะအဲ့လိုမျိုးเนาะဆိုတော့ဟိုနောက်ထပ်ကျတော့ဟို MRT ကနောက်တစ်ခါအလုံးလေးပဲဒီလိုမျိုးတက်လို့ပေးရမှာเนาะတက်လို့ပြီးလို့ရှင်တကားပွင့်လာမယ်เนาะပြီးလို့ရှင်ကိုဝင်ရုံပဲပြီးလို့ရှင်ပြန်ထွက်လာလို့ရှင်လည်းအဲ့ဒီဟာကိုပေါ့เนาะအထက်ကိုတွင်းရမှာပေါ့ဒီအပေါက်လေးထဲကိုထည့်ထားရမှာပေါ့เนาะအဲ့ဆိုပြီးသွားပြီပေါ့เนาะဆိုတော့ဒါတော့ share လုပ်တာပါเนาะမတည်သေးသူတွေအတွက်ပေါ့เนาะဒါတော့ဒါစာရွက်လေးနဲ့ပေါ့ဒါတော့နေပဲသွားတဲ့ကပ်ပေါ့နော်အဲ့ဒါလည်းဟိုမှာတက်လို့ရမယ်အထွက်ကြလို့ရှင်လဲတက်လို့ဆက်မလို့တော့ဒီဟာကျတော့လေသူကရထားကမြောက်ရထားနဲ့သွားဆိုတော့လေဒီမြို့တွေမှာပဲစေကန်းကတင်ကြတာလေနော်ဆိုတော့အဲ့ဒါလေး share လုပ်ထားပါရှင်เนาะအဆောင်နေချင်းတူတွေလာနေလို့ရပါတယ်တခြားနိုင်ငံတွေပြန်လာမဲ့တူတွေဆိုရှင်လဲထိုင်းလေးစိတ်မှလာကြိုပေးပါတယ်ရှင်เนาะလာလေလို့လည်းရပါတယ်တကယ်ရှင်းနေเนาะကျေးဇူးတင်ပါတယ်ရှင်